မင်္ဂလာပါကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ကမိသားစုလေ့လာမှာပေါ့နော်မိသားစုကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ FAMILY family ဆိုတာတော့မိသားစုကိုပြောတာဖြစ်ပါတယ် my family ဆိုရင်ကျွန်တော်ဤမိသားစု GRAND grand father grandfather ဆိုရင်တော့အဖိုးပြောတာဖြစ်ပါတယ် GRAND grand mother grandmother အဖွာ my grandmother ကျွန်တော်၏အဖွာပြီးရင် aunt ဆိုတာအတော်ဖြစ်ပါတယ်ပြီး AUNTY နောက်မှာ y ထည့်လို့လည်းရပါတယ် auntie ဆိုရင်လည်းအတော်ဖြစ်ပါတယ်ဒါပေမဲ့British English တွေကတော့သူတို့ aunt လို့ပြောကြတာပေါ့နော် American တွေကတော့ auntie လို့ပြောကြပါတယ် aunt သုံးလို့လည်းရတယ် auntie သုံးရင်လည်းရတယ်နော် uncle ဆိုတာတော့ဦးလေး uncle မဟုတ်ဘူးနော် uncle my uncle ဆိုရင်ကျွန်တော်၏ဦးလေး her uncle ဆိုရင်သူမရဲ့ဦးလေး his uncle ဆိုရင်သူ့ရဲ့ဦးလေး mother mother my mother ဆိုရင်ကျွန်တော်ရဲ့အမေ father ဆိုရင်အဖေ my father ဆိုရင်ကျွန်တော်ရဲ့အဖေ her father ဆိုရင်သူမရဲ့အဖေ younger brother younger younger brother ဆိုရင်ညီလေးကိုပြောတာနော်ကိုယ့်ထက်အသက်အရွယ်ငယ်သူကိုယ့်ရဲ့ညီလေး my younger brother ဆိုရင်ကျွန်တော်ရဲ့ညီလေးကိုပြောတာဖြစ်ပါတယ် older brother ဆိုတာကကိုယ့်ထက်ကြီးသူပေါ့နော် brother ဆိုတာတော့အကိုညီကိုတွေပြောတာဖြစ်တယ် older brother ဆိုရင်ကိုယ့်ထက်ကြီးသူကိုယ့်ရဲ့အကိုကြီး cousin cousin ဆိုတာတော့ညီကိုတဝမ်းကွဲညီကိုမောင်နှမတဝမ်းကွဲပေါ့နော်တဝမ်းကွဲဟုတ်ကဲ့ cousin brother my cousin brother ဆိုရင်ဝမ်းကွဲညီကိုဖြစ်တယ်ကျွန်တော်ဤဝမ်းကွဲညီကိုပေါ့နော်အဲ့လိုမျိုးပြီးရင် younger sister ညီမကိုထက်ငယ်သူညီမနှမပေါ့နော် younger sister younger sister ညီမနှမ older sister အမကိုထက်ကြီးသူပေါ့နော် nephew ဆိုတော့တူလေးကိုပြောတာဖြစ်ပါတယ် niece နော်သူရဲ့အတန်ထွက်က niece ဆိုရင်တူမဟုတ်ကဲ့အင်္ဂလိပ်လိုမိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲခင်ဗျားတို့ရဲ့မိသားစုမှာဆိုရင်ဘယ်လိုမေးရမလဲ how many family members are there in your family ဒီအောက်ဆုံးအကြောင်းပေါ့နော် in your family how many family members are there in your family ဆိုရင်ဒီမိသားစုတွင်မိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲလို့မေးတာဖြစ်ပါတယ် family members ကိုဒီ family members ကိုကြည့်ရပါနော်မိသားစုဝင်ကိုပြောတာဖြစ်ပါတယ်မိသားစုဝင်ဘယ်နှစ်ယောက်ရှိရဆိုတော့ comment မှာရေးပေးပါအောင်နော်ပြီးရင်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပါနော်နောက်ဗီဒီယိုတွေအသစ်တွေအများကြီးလာမှာမို့လို့ကြည့်လို့ရအောင်ခေါင်းလောင်းတောင်လည်းဖွင့်ထားပါ please subscribe my channel see you in the next video ဒီနေ့ကတော့ကျွန်တော်တို့လေ့လာပြီးသွားပြီနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင် don't forget your family care them မိသားစု view ဆိုင်ပါမိသားစုကိုမမေ့ပါနဲ့ don't forget your family thank you so much for watching this video